အားလုံးပဲမင်္ဂလာပါရှင်။ Doplet ကဘယ်လိုမျိုးလဲ Doplet ကဘယ်လိုဟာလဲ Doplet ကဘယ်လိုလုပ်ရတာလဲ Doplet က TikTok shop လိုမျိုးပဲ online ဈေးဝယ်အခလေးတစ်ခုပါပဲရှင်။အဲ့ဒီအခလေးတွေမှာဆိုရင်မျက်နှာစတင်ကရမယ်အသားပြုတ် collagen ရမယ် fiber စီကြစေရမယ်ကျန်းမာရေးဆိုင်ရာပြည့်စုံတာတွေရမယ်ဒီအခလေးတွေမှာပဲရှင်ပစ္စည်းကြော်ညာတာမဟုတ်ပါဘူးเนาะအခလေးကိုပဲကြော်ညာတာပါပဲရှင်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအခလေးတွေမှာဆိုလို့ချင်းအကုန်လုံးရပါတယ်ရတယ်ဆိုတဲ့ဟာလေးပြောပြတာပါရှင်အဲ့ဒီအခလေးကဆိုလို့ချင်းအခုအပေါ်ဝင်ဝေချခြင်းတဲ့သူတွေဆိုလည်းအပေါ်ဝင်ဝေချလို့ရပါတယ်ရှင်အခမ်းမနေနဲ့ဖုန်းလေးတစ်နိုင်အချိန်ပေးရုံနဲ့ကိုအတွက်အများကြီးအထောက်အကူပြုတဲ့အခလေးတစ်ခုပါပဲရှင်အခုကိုကဖွင့်ခြင်းနဲ့ဆိုလို့ချင်းလည်းအခါမဲ့ဖွင့်လို့ရပါတယ်ရှင်ကိုကအဖွင့်ရုံပဲမဟုတ်ဘူးလေးလာသိင်ယူခြင်းသေးတယ်ဆိုရင်လည်းအခါမဲ့သိယူလေးလာခွင့်ရှိပါတယ်ရှင်ဖွင့်ခြင်းနဲ့ဆိုရင်တော့ comment အောက်လေးမှာ hi လို့ရေးသွားပေးပါပဲရေးသွားပေးပါချင်းအားလုံးပဲကျေးဇူးတင်ပါတယ်နော်